ချိန်စာတဲ့မွေမင်းနဲ့အမှန်တရားဤပဲ့တင်တဲ့မကြောက်ပါနဲ့ရှက်သိငယ်တင့်မှာဘာပြစ်မှမရှိပါဘူးဒါရီအားလုံးဟာဘယင်မင်းမြတ်ရဲ့မိုက်မဲမှုကြောင့်သာဖြစ်ခဲ့ကြပါသူဟာလောဘစိတ်တွေနဲ့မျက်စိကန်းနေခဲ့တာမစိုးရင်ပါနဲ့ကျွန်တော်မျိုးမှာတင့်ကိုအသက်ပြန်ရှင်စေနိုင်တဲ့ငွေရှင်ပရံများရှိနေပါတယ်ဒါပေမဲ့ကံကြမ္မာရဲ့မျက်နှာသာပေးမှုဟာအမြဲတမ်းတော့မတည်မြဲခဲ့ပါဘူးမွေမင်းဟာသူ့ရဲ့အဖိုးတန်ပရံများကိုရှာဖွေလိုက်တဲ့အခါမှာတော့သူ့စီမှာရှင်းမနေတော့တာကိုအံ့အားသင့်ထိတ်လန့်စွာတွေ့လိုက်ရတာပေါ့အဲဒီလိုနဲ့သူ့ရဲ့အဖိုးတန်ဆုံးယတနာဟာပျောက်ဆုံးနေခဲ့ပါတယ်ဟင်ငါရဲ့မွေးရှင်ပရံများဘယ်ရောက်သွားပါလဲမဟုတ်မှလွယ်ရောအဲ့ဒီလောဘကြီးရဲ့ဘယင်မင်းမြတ်ရဲ့လက်ထက်များပါသွားပြီလားမသိဘူးတစ်ဖက်မှာတော့တရားရနေတဲ့ရတိငယ်လေးဟာမြေပြင်ပေါ်မှာနာကျင်စွာညှိညွတ်ရင်းနဲ့တဖြည်းဖြည်းအသက်ရှူတမ်းတွေတိုးလာခဲ့ပါတယ်နောက်ဆုံးမှာတော့သူဟာနာကျင်စွာအော်ဟစ်လာရင်အသက်တည်ဆုံးသွားခဲ့ပါတော့တယ်အနီးနားမှာတရားဘာဝနာပွားနေတဲ့သူ့ရဲ့ဖခင်ရတိကြီးဟာတားဖြစ်သူရဲ့နောက်ဆုံးထွက်တဲ့ကအော်ဟစ်တန်ကိုကြားလိုက်ရတဲ့အခါမှာတော့မျက်လုံးဖွင့်ပြီးအတန်လာရာစီကိုအပြေးအလွှာသွားရောက်ကြည့်ရှုခဲ့ပါတယ်သူရဲ့တူရဲတော်တားဖြစ်သူအသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတဲ့အခါမှာတော့ရတိကြီးရဲ့တကူလုံးဟာတုန်လှုပ်သွားပြီးမျက်လုံးအစုံကနေမျက်ရည်တွေဟာတွင်တွင်စီးကျလာခဲ့တယ်။အိုးငါရဲ့သားလေးတင့်ကိုဘသူကဒီလိုရက်ဆက်စွာလှုပ်သွားရတာလေ။တင်ရမြေကမ်းသားမှာအေးချမ်းစွာတရားအားထုတ်နေကြမဟုတ်ဘူးလား။ဒီလောက်ကြီးမားတဲ့အပြစ်ကြီးကိုဘယ်လိုလူယုံမှာကများကျိုးလွန်ရက်တာလဲ။အဲဒီနောက်မှာတော့သူ့ရဲ့အမြင်အာရုံဟာတားဖြစ်သူရဲ့ရုပ်လောင်းကိုရင်ဝင်ထဲမှာပွေးပိုက်ထားတဲ့မွေမင်းစီကိုရောက်ရှိသွားခဲ့ပါတယ်။ရတိကြီးရဲ့ဝမ်းနဲ့ပူဆွေးမှုတွေဟာဒေါသမေဖြစ်ချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့တော့တယ်။ဟဲ့မွေးမင်းတင်းဒီမှာဘာလုပ်နေရလဲ။တေးကြတယ်။တင်းကြောင့်ပဲငါသာတည်ဆုံးရတာဖြစ်ရမယ်။မဟုတ်ပါဘူးအရှင်ရတိကြီး။ကျွန်တော်မျိုးမှာအပြစ်မရှိပါဘူး။အရှင်သားတော့ကျွန်တော်မျိုးတိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။တကယ်တော့တိတ်ဆန်းမွေရုံမှာတင်းရလှည့်စားပြီးသူ့ကိုတက်ဖြတ်ပြီးတော့အခုမှဘာလို့အပြစ်ကင်းစင်တဲ့လူတယောက်လိုဟန်ဆောင်နေရတာလဲငါသားအခုတော့အသက်တည်ဆုံးသွားပြီဒါပေမဲ့တင်းရသူ့နာမှာရှိနေရဲ့ဒါဟာတင်းရဲ့အပြစ်တွေခိုင်လုံတဲ့သက်သေပဲအဲ့ဒီချိန်မှာတော့ယတိကြီးဟာဒေါသတွေနဲ့အတူထိမ့်မနိုင်သိမ်းမရဖြစ်လာခဲ့ပြီးကြောင်းမဲ့ဖွယ်ရာကောင်းတဲ့ကျိန်စာစလုံးတွေကသူ့ရဲ့နှုတ်ဖျားကနေထွက်ပေါ်လာခဲ့တော့တယ်ဟေးမွေရုံမဒီနေ့ရစပြီးတင်းကိုငါကျိန်စာတိုက်လိုက်ပြီးဒီနေ့ရစပြီးတင်ရတက်မဲ့ကြောက်တုံးတုံဖြစ်သွားပါစေဒီမြေကမ်းနားမှာပဲကြောက်တုံးတုံအဖြစ်ထာဝရတည်ရှိနေပါစေတင်လှုပ်ရှားလို့လည်းမရစင်နဲ့တော့သွားလာလို့လည်းမရစင်နဲ့တော့အဲ့လိုနဲ့မွေမင်းရဲ့မျက်နှာဟာကြောက်ရွံ့ခြင်းနဲ့ဝမ်းနေစွာပြင်းနေသွားခဲ့ပါတယ်မဟုတ်ပါဘူးအရှင်ရတိကြီးကျေးဇူးပြုပြီးကျွန်တော်မျိုးတနာတော်မူပါကျွန်တော်မျိုးမှာအပြစ်မရှိပါဘူးဖေဟာဒီအပြစ်ကိုကျွန်တော်မျိုးကျူးလွန်ခဲ့တာမဟုတ်ပါဘူးအမှန်တရားကတခြားတနေရာမှာရှိနေပါတယ်အရှင်တကယ်တည်းခံကတခြားသူပါကျွန်တော်မျိုးခွင့်လွှတ်တော်မူပါအသက်ရှူခွင့်သွားလာခွင့်နေတော့ပေးသနာတော်မူပါဖေဟာအဲ့လိုနဲ့နှစ်ပေါင်းများစွာကြာပြီးနောက်တညမှာတော့နန်းတော်ရဲ့မြို့ရိုးပေါ်မှာကင်းဆောင်နှစ်ဦးဟာတာဝန်ထမ်းဆောင်ရင်စကားစမြည်ပြောဆိုနေခဲ့ကြတယ်ညီလေးရာဒီညတော့ဘာကြောင့်မှမသိဘူးစိတ်ထဲမှာတမျိုးကြီးပဲထူးလဲထူးဆန်းနေတယ်လို့ပဲကြောက်စိတ်တစ်ခုကလည်းအလိုလိုဝင်နေတယ်ကွာအကိုကြီးကလည်းဗျာအမြဲတမ်းကြောက်တတ်တာပဲဒါကညလေပြင်းတိုက်နေရဲ့အတန်တက်ပါအเจ้าမဲကြောက်မနေစမ်းပါနဲ့ဗျအဲ့လိုနဲ့ကင်းဆောင်လေးဟာစကားဆုံးလိုက်တာနဲ့ရုတ်တရက်ရှေ့တရတဲ့မွေကြီးတစ်ကောင်ရဲ့တွန့်တန်ကြီးကသူတို့နားထဲကိုဆူဆူဝါဝါဝင်ရောက်လာခဲ့တယ်အဲ့ဒီချိန်မှာပဲကင်းဆောင်နှစ်ဦးလုံးကြက်သီးမွေးညင်းတွေထပြီးထိတ်လန့်တကြားရက်တန့်သွားကြတယ်တင်ကြားလိုက်လားညီလေးဒါဘလို့အတန်ကြီးလဲမွေမိတ်စာတစ်ကောင်ရဲ့တွန့်တန်နဲ့တူတယ်ဟုတ်တယ်အကိုကြီးဒါတာမန်အတန်တော့ဘလို့မှမဖြစ်နိုင်ဘူးဒီနန်းတော်မှာမကောင်းတဲ့အရာတစ်ခုခုဖြစ်တော့မယ်ထင်တယ်လာဒီနေရာကနေအမြန်သွားကြစို့အဲ့ညမှာပဲဘယင်ဒနသူရိယဟာတယောက်တည်းနက်နဲစင်စားကန်ဝင်နေစဉ်အနက်ရောင်ဝစ်စုံနဲ့မော်ဆရာတဦးဟာသူ့ရှိကိုရောက်လာခဲ့တယ်အရှင်မင်းမြတ်အရှင်ရဲ့ဖုံးတကူတော်ကြောင့်အရှင်ဓမ္မအရာအလုံးပြည့်စုံနေပါတယ်နန်းတော်စစ်တပ်ရွှေငွေရတနာတွေဒါပေမဲ့လေအရှင်ရဲ့စိတ်ထဲမှာမကျေနပ်နိုင်တဲ့အရာတစ်ခုရှိရမဟုတ်လားဖေဟာတင်းဟာဘာတူလဲ
ငါစိတ်ထဲကအရာကိုဘယ်လိုများသိနေရတာလဲအရှင်မင်းမြတ်ကျွန်တော်မျိုးဟာတခြားသူတွေမမြင်နိုင်တဲ့အရာကိုမြင်နိုင်စွမ်းရှိတဲ့သူပါအရှင်ရဲ့စိတ်ထဲမှာဒီကဘာမြေကိုအုပ်ဆိုးလိုတဲ့စန္ဒတွေပြင်းပြနေပါတယ်ဒါပေမဲ့အဲ့ဒီထီးနှန်းကိုထာဝရတည်တံ့ခိုင်မြဲစေဖို့အတွက်အရှင်မှာနောက်ထပ်အရာတစ်ခုလိုအပ်နေပါသေးရဲ့နောက်ထပ်အရာဟုတ်လားဒါပေမဲ့ငါမှာအရာအလုံးပြည့်စုံစုံရှိနေပြီသားပဲလေမဟုတ်ပါဘူးအရှင်မင်းမြတ်အရှင်ကိုထာဝရအသက်ရှင်ပြီးဘရမရှုံးနေခြင်းမရှိရဲ့အောင်နိုင်သူဖြစ်စေမယ့်အရာအရှင်ထံမှာမရှိသေးပါဘူးအဲ့ဒါကတော့တကောအကြီးဆုံးဖြစ်တဲ့မွေရှင်ဗရမများပါပဲအရှင်တိုင်းပြည်ကိုဘရောမှမပျက်စီးစေမယ့်အရှင်ရဲ့တက်တော်ကိုဘရောမှမကုံဆုံးစေမယ့်မွေရှင်ဗရမများပါပဲဖေဟာမွေရှင်ဗရမများဟုတ်လားငါကြားတော့ကြားဘူးတဲ့တကယ်ပဲအဲ့ဒီယတနာကအပြင်လောကမှာရှိနေရလားဟုတ်ကဲ့ပါအရှင်မင်းမြတ်ဒီကဘာပေါ်မှာအဲ့ဒီဗရမများကိုပိုင်ဆိုင်တဲ့မွေတကောင်ပဲရှိပါတယ်အဲ့ဒီမွေဟာအခုချိန်မှာအရှင်တိုင်းပြည်ရဲ့နန္ဒမိတ်အတွင်းမှာပဲရှိနေပါတယ်တကယ်လို့အရှင်သာအဲ့ဒီဗရမများရဲ့ပိုင်ရှင်ဖြစ်လာခဲ့မယ်ဆိုရင်ဘယ်လိုဆွမ်းအားမျိုးကမှအရှင်ကိုမရှင်နိုင်တော့ပါဘူးဖေဟာအဲ့ဒီလိုနဲ့မော်စရာရဲ့စကားတွေဟာဘယင်ကြီးရဲ့လောဘစိတ်ကိုမီးထိုးလောင်စာပေးသလိုဖြစ်သွားခဲ့တာပေါ့ဒါပေမဲ့သူဟာနည်းနည်းစဉ်းစားကန်ဝင်သွားခဲ့ပါတယ်ကောင်းပြီလေဒါဆိုရင်ငါဘာလုပ်ရမလဲအဲ့ဒီဗရမများကိုငါဘယ်လိုနည်းနဲ့ရယူနိုင်မလဲအရှင်မင်းမြတ်ဒါဆိုရင်တော့အဲ့ဒီမွေကိုဖမ်းဆီးရပါမယ်တကယ်တော့သူဟာလူရောင်ဆောင်နိုင်တဲ့တကူဆွမ်းအားရှိပါတယ်ဒါပေမဲ့ဗရမများကတော့သူ့စီမှာပဲရှိနေမှာပါစဉ်းစားကြည့်ပါအရှင်မင်းမြတ်အဲ့ဒီဗရမများသာအရှင်ရဲ့ထင်းထဲမှာတည်ရှိနေခဲ့မယ်ဆိုရင်အရှင်ရဲ့မျိုးနွယ်ကဘရောမှဆုံးရှုံးမှာမဟုတ်တော့ပါဘူးအရှင်ကိုယ်တိုင်နဲ့ဖျားတွေထက်တောင်ကြီးကျယ်မြင့်မြတ်တဲ့သူဖြစ်လာမှာပါအဲ့ဒီချိန်မှာတော့ဘရင်ရဲ့မျက်လုံးတွေထဲမှာလောဘရဲ့မေးတောက်တွေဟာဟုန်ကနေဆိုတောက်လောင်လာခဲ့တယ်ဒီလိုဆိုရင်တော့အဲ့ဒီမွေကိုငါဘယ်လိုနည်းနဲ့မဆိုဖမ်းဆီးရမယ်ဘာပဲဖြစ်ဖြစ်မွေရှင်ဗရမများဟာငါ့အတွက်ပဲဖြစ်ရမယ်ငါတယောက်တည်းသာပိုင်ဆိုင်ရမယ်နောက်တနေ့မှာတော့ဘရင်ဟာတိုင်းသူပြည်သားတွေကိုကြေညာချက်တစ်ခုထုတ်ပြန်ခဲ့တယ်ကဲငါရဲ့နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့ငါကြားသိရသလောက်ငါတို့တိုင်းပြည်မှာလူရောင်ဆောင်နိုင်တဲ့မွေတကောင်လှည့်လည်သွားလာနေရဲ့တဲ့အနာဂတ်မှာငါတို့အတွက်ကြီးမားတဲ့အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်လို့ငါယူဆတယ်အရှင်မင်းမြတ်ဒီလိုဆိုရင်ကျွန်တော်မျိုးတို့စစ်တပ်ကိုဆစ်လွတ်ပြီးအဲ့ဒီမွေကိုရှာဖွေဖမ်းဆီးဖို့အမိန့်ပေးတင်ပါတယ်ဖေ။မဟုတ်ဘူးအမတ်ကြီးဒီအမှုကိုငါကိုယ်တိုင်ပဲဆောင်ရွက်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒီမွေကတာမန်တတဝါမဟုတ်ဘူး။တာမန်စစ်တီတော်တွေတောင်သူ့ကိုဘလို့မှဖမ်းဆီးနေမှာမဟုတ်ဘူး။ဒါပေမဲ့အရှင်မင်းမြတ်တပါးရဲသွားရင်အန္တရာယ်များနိုင်ပါတယ်ဖေ။အမတ်ကြီးဘယင်ဆိုတာပြည်သူတွေအတွက်အန္တရာယ်ကြုံလာရင်နောက်ဆုံးထွက်ပြေးယူထုံးစံမရှိရဘူး။အခုငါကိုယ်တိုင်ပဲအဲ့ဒီမွေကိုအဆုံးသတ်မယ်။တင်းတို့အားလုံးဒီမှာပဲနေခဲ့ကြ။ဒါငါရဲ့အမိန့်တော်ပဲ။အဲ့ဒီညမှာပဲဘယင်ဟာတူရဲမြင်းစီပြီးဒေါနယ်ကြီးရဲ့ကိုမွေကိုရှာဖွေဖို့ထွက်ခွာသွားခဲ့ပါတယ်။လာရောက်ဟာသူ့ရဲ့ဓားပေါ်မှာတလက်လက်ထင်ဟပ်နေပြီးပတ်ဝန်းကျင်တစ်ခုလုံးကကြောက်စရာကောင်းတော့အောင်တိတ်ဆိတ်နေခဲ့တယ်။ဟေးမွေတင်ပမာပဲရှိငါတင့်ကိုမတွေ့တအောင်ရှာရမယ်။တင့်စီမှာငါ့ကိုထာဝရအသက်ရှင်စေမယ့်တကူဆွမ်းအားတွေရှိတယ်။အခုငါနာမည်ကိုကြားတာနဲ့ရာစုနှစ်ပေါင်းများစွာလူတွေကငါ့ကိုမှတ်မိနေကြတော့မယ်။အဲ့လိုတွေးနေတော့မှပဲရုတ်တရက်အဝေးကနေတက်ရှက်ရှက်မြည်တမ်းတဲ့အတူတွန်းတန်းတန်းကိုကြားလိုက်ရတယ်။ဘာတူလဲငါရှိကိုအခုထက်ခဲ့စမ်း။အဲ့ဒီအချိန်မှာပဲတစ်ပင်တွေကြားထဲကနေလူသားပုံသက်တဲ့အရေးတကူပြေးထွက်သွားတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအရေးရဲ့ခြေထောက်တွေကနေတက်ရှက်ရှက်မြည်တမ်းတွေထွက်ပေါ်နေပြီးမြေပြင်ပေါ်မှာတစုံတစ်ခုတွားသွားနေတယ်လို့မျိုးခံစားစေခဲ့တာပေါ့။ဒါဆိုရင်ဒါအမှန်ပဲပေါ့။ပြီးတော့ဒီမွေရလူရောင်ဆောင်နိုင်တယ်။ဟေးဝေလူသားထွက်မပြေးနဲ့နော်။တင်းရဲ့လျှို့ဝှက်ချက်ကိုငါသိသွားပြီ။ဒီနေ့ငါတင်းကိုမဖမ်းမိမချင်းငါနန်းတော်မပြန်ဘူး။ဒါကြောင့်ငါ့ကိုတင်းရဲ့မွေရှင်ပရမများအခုပေးစမ်း။လူရောင်ဆောင်ထားတဲ့မွေရအရှိကနေအတင်းပြေးလွှားနေပြီးဘယင်းကအသားကိုဝှေ့ရန်ကနောက်ကနေလိုက်လံတိုက်ခိုက်နေခဲ့တယ်။အဲဒီလိုနဲ့မွေလူသားဟာပြေးလွှားရင်ကျဲပြန့်တောက်ပါရီမြေကမ်းနာကိုရောက်ရှိသွားခဲ့တယ်။သူဟာလူသားပုံတံတန်ကနေရုတ်တရက်မွေပုံတံတန်အဖြစ်ပြောင်းလဲကခြုံပုတ်တွေကြားထဲမှာပုံကွယ်လိုက်တယ်။ခဏအကြာမှာတော့ဘယင်းဟာဓားကင်ပြီးအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။ဘေးရောက်သွားတာလေဟာ။ကိုလေးတင်ဒီနားကိုပြေးလာတာကိုမြက်တဲ့ခုံချသွားလား။ဒါမှမဟုတ်လူရောင်ဆောင်ပြီးဒီနားမှာပဲပုံနေရလား။အဲ့ဒီချိန်မှာပဲဘယင်းရဲ့အမြင်အာရုံဟာ
ရေကမ်းသားမှာမျက်လုံးမိတ်ပြီးတရားထိုင်နေတဲ့လူငယ်လေးတဦးစီကိုရောက်ရှိသွားခဲ့တယ်။အော်ဒါသိရင်လှဲ့ွယ်ကိုလူရောင်ဆောင်ပြီးတရားကျင့်ကြံဟန်ဆောင်နေတာဒါငါ့ကိုလှည့်စားဖို့အတွက်စူးစမ်းနေရလားတခြားသူတွေကိုတော့တင်လှည့်စားလို့ရချင်ရလိမ့်မယ်ဒါပေမဲ့ငါ့ကိုတော့လာမလှည့်စားနဲ့အဲ့ဒီချိန်မှာပဲဘရင်ဟာချက်ချင်းဆိုသလိုသူ့ရဲ့လေးကိုဆွဲယူပြီးလူငယ်လေးစီကိုမြားနဲ့ပြက်လွတ်လိုက်ပါတယ်မြားဟာလူငယ်လေးရဲ့ရင်ဘတ်တက်ကိုစိုက်ဝင်သွားခဲ့တယ်အရှင်ဖေဟာအဲ့ဒီချိန်မှာပဲဘရင်ဟာရုတ်တရက်ထိတ်လန့်သွားခဲ့တယ်သူ့ရဲ့မျက်နှာမှာတော့ကြောက်ရွံ့ခြင်းနဲ့နောင်တရခြင်းတွေဟာတပြိုင်နက်တည်းပေါ်လွင်လာခဲ့တယ်ဒါဟာမွေမဟုတ်ဘူးပဲငါအပြစ်မဲ့တဲ့သူတယောက်တတ်မိသွားပြီလားအဲ့ဒီချိန်မှာပဲဘရင်ဟာကြောက်လန့်တကြားနောက်ကိုဆုတ်ပြီးအဲ့ဒီနေရာကနေအမြန်ဆုံးထွက်ပြေးသွားပါတော့တယ်မကြောက်ပါနဲ့ရသေးငယ်တင့်မှာဘာအပြစ်မှမရှိပါဘူးဒါတွေအလုံးဟာအဲ့ဒီဘရင်ရဲ့မိုက်မဲမှုကြောင့်ဖြစ်ခဲ့ရတာပါသူဟာလောဘစိတ်တွေနဲ့မျက်စိကန်းနေခဲ့တာမစိုးရိမ်ပါနဲ့ကျွန်တော်မျိုးမှာတင့်ကိုအသက်ပြန်ရှင်စေနိုင်တဲ့မွေရှင်ဗရံများရှိနေပါတယ်ဒါပေမဲ့အဲ့ဒီလိုပြောပြီးရဲ့အခါမှာမွေမင်းကသူ့ပိုင်ဆိုင်တဲ့ဗရံများကိုရှောက်ပွေလိုက်တဲ့အခါမှာတော့သူ့စီမှာရှိမနေတော့တာကိုအံ့အားသင့်စွာတွေးလိုက်ရတယ်အဲ့ဒီအချိန်မှာသူ့ရဲ့အဖိုးတန်ဗရံများဟာပျောက်ဆုံးနေခဲ့တယ်ဟင်ငါရဲ့မွေရှင်ဗရံများဘယ်ရောက်သွားပါလဲမဟုတ်မှလွယ်ရောအဲ့ဒီလူယုံမှာဘရင်ရဲ့လက်ထဲများပါသွားပြီလားမသိဘူးအဲ့လိုနဲ့တန်ရာရနေတဲ့ရသေးငယ်လေးဟာမြေပြင်ပေါ်မှာနာကျင်စွာညှိညူရင်းနဲ့တဖြည်းဖြည်းအသက်ရှူတန်တွေတိုးလာခဲ့တယ်။နောက်ဆုံးမှာတော့သူဟာနာကျင်စွာအော်ဟစ်လာရင်အသက်သေဆုံးသွားခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအနီးနားမှာတရားဘာဝနာပါများနေတဲ့သူ့ရဲ့ဖခင်ရသေးကြီးကတားပြည့်သူရဲ့နောက်ဆုံးထွက်တဲ့ကအော်ဟစ်တန်ကိုကြားလိုက်ရတဲ့အခါမှာတော့မျက်လုံးတွေကိုဖွင့်ပြီးအတန်လာရာစီကိုအပြေးလွှာသွားရောက်ကြည့်ရှုခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့သားဖြစ်သူအသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတဲ့အခါမှာရတိကြီးရဲ့တကူလုံးဟာထိတ်လန့်တုန်လှုပ်သွားပြီးမျက်လုံးအစုံကနေမျက်ရည်တွေတသွင်သွင်စီးကျလာခဲ့တယ်။အိုးငါရဲ့သားလေးတင့်ကိုဘသူကဒီလိုရက်ဆက်စွာလှုပ်သွားရတာလဲ။တင်ရမြေကမ်းသားမှာအေးချမ်းစွာတရားအားထုတ်နေကြတာမဟုတ်လား။ဒီလောက်ကြီးမားတဲ့အပြစ်ကြီးကိုဘယ်လိုလူယုံမှာကများကျူးလွန်ရတာလဲ။အဲဒီနောက်မှာတော့သူ့ရဲ့အမြင်အာရုံဟာတားဖြစ်သူရဲ့ရုပ်အလောင်းကိုရင်ဝင်ထဲမှာပွေးပိုက်ထားတဲ့မွေမင်းစီကိုရောက်ရှိသွားခဲ့တယ်။အဲဒီချိန်မှာယတိကြီးရဲ့ဝမ်းနည်းမှုတွေဟာဒေါသဖြင့်ချက်ချင်းပြောင်းလဲသွားခဲ့ပါတော့တယ်။ဟေးမွေရုပ်တင်ဒီမှာဘာလုပ်နေရလဲ။တေးကြတယ်။တင့်ကြောင့်ပဲငါသားတေးဆုံးရတာဖြစ်ရမယ်။မဟုတ်ပါဘူးအရှင်ယတိကြီးကျွန်တော်မျိုးမှာအပြစ်မရှိပါဘူး။အရှင်သားတော်ကိုကျွန်တော်မျိုးတိုက်ခိုက်ခဲ့တာမဟုတ်ပါဘူး။တကယ်တော့တိတ်ဆန်းမွေရုပ်တင်ရလှည့်စားပြီးသူ့ကိုတက်ဖြတ်ပြီးတော့အခုမှအပြစ်ကင်းစင်တဲ့လူတစ်ယောက်လိုဟန်ဆောင်နေရလားအခုငါသာအသက်သေဆုံးသွားခဲ့ပြီဒါပေမဲ့တင်ရသူ့ရဲ့အနာမှာရှိနေခဲ့တယ်ဒါဟာတင့်ရဲ့အပြစ်တွေခိုင်လုံတဲ့တက်သေးပဲဒီမှာမွေရောက်ဒီနေ့ကစပြီးတင့်ကို9ချိန်စာတက်လိုက်ပြီတင်ရတက်မဲ့ကြောက်တုံးတုံဖြစ်သွားပါစေဒီမြေကမ်းနားမှာပဲကြောက်တုံးအဖြစ်ထာဝရတည်ရှိနေပါစေတင်လှုပ်ရှားလို့လည်းမရပါစေနဲ့တော့သွားလာလို့လည်းမရပါစေနဲ့တော့အဲ့ဒီချိန်မှာပဲမွေမင်းရဲ့မျက်နှာဟာကြောက်ရွံ့ခြင်းနဲ့ဝမ်းနည်းခြင်းတွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။မဟုတ်ပါဘူးအရှင်ရဲသိကြီး။ကျေးဇူးပြုပြီးကျွန်တော်မျိုးတနာတော်မူပါ။ကျွန်တော်မျိုးမှာအပြစ်မရှိပါဘူးဗျာ။ဒီအပြစ်ကိုကျွန်တော်မျိုးကျူးလွန်ခဲ့တာမဟုတ်ပါဘူး။အမှန်တရားကတခြားတနေရာမှာရှိနေပါတယ်အရှင်။တကယ်တည်းခံကတခြားသူပါ။ကျွန်တော်မျိုးကိုခွင့်လွှတ်တော်မူပါ။အသက်ရှူခွင့်တွာလာခွင့်နေတော့ပေးသနာတော်မူပါဖေဟာ။ငါမျက်စိကိုငါယုံရမလား။တင့်စကားကိုယုံရမလားငါပြောတာကိုနားထောင်ငါပေးခဲ့တဲ့ချိန်စာကိုတော့ပြန်ရုပ်သိမ်းလို့မရဘူးတကယ်လို့တင်ပြောတယ်လို့အမှန်တရားကတခြားတနေရာမှာရှိနေပြီးငါမျက်စိနဲ့မမြင်နိုင်ဘူးဆိုရင်တော့တင့်ရဲ့မူလပုံစံကိုပြန်လည်ရရှိဖို့အခွင့်အရေးတစ်ခုတော့ငါပေးခဲ့မယ်ဒါပေမဲ့ဒါဟာတကယ်တရားခံကလာပြီးတော့တင့်ကိုခွင့်လွှတ်တောင်းမယ်တဲ့အခါမှသာဖြစ်နိုင်လိမ့်မယ်အမှန်တရားပေါ်ပေါက်လာတဲ့နေ့အဲ့ဒီနေ့မှာပဲတင့်ရဲ့မူလပုံစံကိုပြန်ရလိမ့်မယ်အဲ့ဒီအချိန်မှာတော့ရတိကြီးရဲ့ကျင်းစာတကူကမွေမင်းကိုဝန်းရံလိုက်ပြီးနောက်ဆုံးမှာသူဟာကြောက်တုံးဖြစ်အဲ့နေရာမှာတိတ်ရှိနေလေတော့တယ်။အဲ့ဒီလိုနဲ့နေ့အနှင်းငယ်ကြာပြီးနောက်ထင်းခုတ်သမားတအုပ်ကနေစဉ်အတိုင်းသူ့ရဲ့ပစိန်ကိုကင်ဆောင်ကတော်ရဲကိုထင်းခုတ်ဖို့ရောက်လာခဲ့ပါတယ်။ဒီနေ့တော့ထင်းအများကြီးခုတ်မှဖြစ်မယ်။အိမ်မှာဆန်ရည်စပါးပြက်နေပြီ။အဲ့ဒီလိုနဲ့သူဟာအလုံးမှာနေမျောနေတော့ရုတ်တရက်သူ့ရဲ့ပစိန်ဟာလက်ထဲကနေလွတ်ကျပြီး
မြေပြင်ပေါ်ကိုကျသွားခဲ့တယ်။ပစိန်ဟာမြေကြီးကိုထိုးဆိုင်ပြီးအနေငယ်နဲ့ဆိုင်စွာနှိမ့်ဝင်သွားခဲ့တယ်။ထင်းခုတ်သမားဟာကုန်းပြီးတော့ပစိန်ကိုဆွဲထုတ်လိုက်တဲ့အချိန်မှာမြေကြီးထဲမှာနှိမ့်မြုံနေတဲ့တောက်ပတဲ့အရာတစ်ခုကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲသူဟာမြေကြီးကိုတူးဆွလိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေဟာကျိန်ဆက်သွားခဲ့တာပေါ့။ပြီးတော့သူ့ရဲ့လက်ထဲမှာလည်းအံ့ဩစရာကောင်းတောက်ပနေတဲ့မွေရှင်ပရံများတစ်လုံးရှိနေခဲ့ပါတယ်။ဖေ။ဒါဘလို့ပရံများမျိုးလဲ။ဒီလိုယတနာမျိုးကိုတခါမှငါမမြင်ဘူးဘူး။ဒါပေမဲ့ဒါကတောရဲကမြေကြီးရဲ့မှာဘလို့ဖြစ်ပြီးတော့နှိမ့်မြုံနေရတာလဲ။အဲ့ဒီအချိန်မှာတော့သူလည်းဘာမှနားမလည်နိုင်ဖြစ်နေခဲ့တယ်။ခဏတာစဉ်းစားပြီးနောက်သူကပရံများကိုသူ့ရဲ့အိတ်ထဲကိုထည့်ပြီးထင်းဆက်ခုန်နေခဲ့ပါတယ်။အချိန်အတော်ကြာထင်းခုန်ပြီးနောက်မှာတော့သူလည်းရှေးစားလာခဲ့တယ်။အိုးဒီနေ့တော့ထင်းများကြီးခုတ်ပြီးပြီ။ခုဆိုရင်အရာကလေးတွေအတွက်စားစရာဆန်နေနေတော့ရလောက်ပြီ။အခုငားလေချောင်းတွေလည်းခြောက်နေပြီ။ရေတောက်လိုက်အောင်ပါပဲ။အဲ့လိုနဲ့သူဟာအနီးနားမှာရှိတဲ့မျက်စိကိုတွားခဲ့။ရေတောက်ပြီးပြန်အလှည့်မှာတော့ရုတ်တရက်ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။ငါ့ကိုလွတ်မြောက်လုပ်ပေးပါ။အဲ့ဒီအချိန်မှာပဲထင်းခုတ်သမားကထိတ်လန့်သွားခဲ့တယ်။သူဟာပတ်ဝန်းကျင်ကိုကြည့်လိုက်ပေမဲ့ဘယ်သူတဦးတယောက်ကိုမှမတွေ့ခဲ့ရပါဘူး။ဒါဘလို့အတန်လဲဟာဒီကြောက်တုံးထဲမှာဝင်းကျင်တစ်ခုခုများရှိနေရလား။အဲဒီနောက်မှာတော့သူဟာအတန်ကအနီးနားမှာရှိရဲ့ကြီးမားတဲ့ကြောက်တုံးတုံးကနေထွက်ပေါ်လာတာကိုသိလိုက်ရတယ်။အဲဒီအချိန်မှာတော့သူ့ရဲ့နှလုံးဟာဒိန်းကနေမြည်သွားပြီးကြောက်လန့်တဲ့ကြားနဲ့အိမ်ညာကနေထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အိတ်ထဲမှာရှိတဲ့ဗရက်များဟာအဲဒီကျိန်စာတင်နေတဲ့မွေမင်းရဲ့ဗရက်များဖြစ်တယ်ဆိုတာကိုတော့သူမသိခဲ့ပါဘူး။အဲဒီလိုနဲ့ညအချိန်မှာတော့ထင်းခုတ်သမားရဲ့သေးငယ်တဲ့တဲ့ရင်လေးဟာအမောင်တူထဲမှာဖုံလွှမ်းနေခဲ့တယ်။ဒီအချိန်မှာပဲပင်ပန်းနွမ်းနေတဲ့ထင်းခုတ်သမားဟာအိပ်ပျော်သွားခဲ့တာပေါ့။ရုတ်တရက်အခန်းရဲ့တောက်တနေရာကနေအေးဆက်တဲ့မြေပြင်ပေါ်မှာငွေတကောင်ဟာတဖြည်းဖြည်းတွားသွားပြီးသူ့ရဲ့ရှင်ဘက်ပေါ်ကိုရောက်ရှိလာခဲ့တယ်။အဲ့ဒီချိန်မှာတော့ထင်းခုတ်သမားမျက်လုံးဖွင့်လိုက်တဲ့အခါမှာသူ့ရဲ့ရှင်ဘက်ပေါ်မှာရှိနေတဲ့မွေမကိုမြင်တွေ့လိုက်ရပြီးထိတ်လန့်သွားခဲ့တယ်။အမလေးမွေကဲကြပါအောင်အဲ့ဒီချိန်မှာပဲမွေမဟာသူ့ရဲ့မူလပုံစံဖြင့်ပြောင်းလဲသွားခဲ့တယ်။တင်းဟာငါ့ရဲ့အရှင်သခင်ကိုတတ်ခဲ့တယ်။ကဲပြောစမ်းအဲ့ဒီဗရက်များကတင့်စီကိုဘယ်လိုရောက်လာတာလဲ။တင်းတကယ်ပဲငါ့ရဲ့အရှင်သခင်ကိုတတ်ခဲ့တာလား။ပြောစမ်းပါအောင်သူ့အခုဘမဖွက်ထားတာလဲ။အရှင်မွေမိဗျာကျွန်တော်မျိုးကျိန်ဆိုကျိန်ရဲပါတယ်။ကျွန်တော်မျိုးဘသူ့ကိုမှမတတ်ခဲ့ပါဘူး။ဒီဗရက်များကိုတောရဲကမြေကြီးထဲမှာတွေ့ခဲ့တာပါ။ကျွန်တော်မျိုးဟာစင်ရသားထင်းခုတ်သမားတစ်ယောက်ပါဒီဗရက်များကဘသူပစ္စည်းနဲ့ဆိုရတာမသိပါဘူးငါ့ကိုလိမ့်မပြောနဲ့ဒီဗရက်များကငါရဲ့အရှင်သခင်ရဲ့ပစ္စည်းပဲဒါအကြောင်းပဲသူ့စီကနေထွက်သွားနေမှာမဟုတ်ဘူးတင်းစီမှာရှိနေတယ်ဆိုရင်တင်းသူ့ကိုလှည့်စားကြရပဲဖြစ်ရမယ်ဒါမှမဟုတ်တင်းရရှန်သူတွေနဲ့ပေါင်းပြီးကြံစီကြရပဲဖြစ်ရမယ်အရှင်မွေးမိဗျာကျွန်တော်မျိုးမှာအပြစ်မရှိပါဘူးနေတိုင်းလိုပဲမြေကမ်းနားကိုရေတောက်သွားခဲ့တယ်ပြန်လာမှဘာကြောင့်မှမသိဘူးထူးဆန်းတဲ့အတန်တကူကြားလိုက်ရတယ်ကျွန်တော်မျိုးကြောက်လန့်ပြီးတော့ထွက်ပြေးလာခဲ့တာပါအဲ့ဒီအချိန်မှာတော့မွေးမိဖုရားဟာထင်းခုတ်သမားပြောစကားကိုတည်တည်ချာချာနားထောင်ပြီးရုတ်တရက်ထိန်လန့်သွားခဲ့တယ်မြေကမ်းနားအတန်ဟုတ်လားဒါဘယ်လိုဖြစ်နိုင်မှာလဲငါရဲ့အရှင်သခင်ကမကောင်းတဲ့အရာတစ်ခုခုများဖြစ်နေပြီလားအရှင်မွေးမိဖုရားကျွန်တော်မျိုးဘာမှမသိပါဘူးဒီပရံများကိုမြေကြီးထဲမှာနှင်းမြုပ်နေတာကိုတွေးခဲ့တာပဲသိပါတယ်။အဲဒီလိုနဲ့မွေးမိဖုရားဟာထင်းခုတ်သမားရဲ့စကားကိုယုံကြည်သွားခဲ့တယ်။မနက်မိုးလင်းတဲ့အခါမှာတော့ထင်းခုတ်သမားဟာထိတ်လန့်တုန်လှုပ်စွာနဲ့မွေးမိဖုရားကိုမိကန်နာကအဲ့ဒီနေရာကိုခေါ်ဆောင်လာခဲ့တယ်။အရှင်မွေးမိဖုရားဒီနေရာပါပဲ။ဒီနေရာကနေအဲ့ဒီအတန်ကိုကြားခဲ့ရပါ။မသိရင်ဒီကြောက်တုံးကစကားပြောနေတယ်လို့ပဲ။အရှင်တန်ကိုကြားပါရဲ့လား။အရှင်ဘမလေးကျွန်တော်မျိုးမကိုဘာလို့မမြင်ရလဲအဲ့ဒီအချိန်မှာပဲရုတ်တရက်ကြောက်တုံးကနေလေးလံတဲ့အတန်တကူထွက်ပေါ်လာခဲ့တယ်မိဖုရားငါဟာတင့်ရဲ့အရှင်သခင်ပဲဒီမှာကြည့်ပါအောင်ငါကြောက်တုံးပုံစံနဲ့အကျဉ်းကျနေရဲ့အရှင်ဒါဘလို့ဖြစ်ရတာလဲဘယ်သူကအရှင်ကိုဒီလိုမျိုးပြောင်းလှုပ်လိုက်တာလဲမိဖုရားငါဒီလိုဖြစ်ရတာလောဘကြီးရဲ့ဘယင်တစ်ပါးရဲ့မိုက်မဲမှုကြောင့်ပဲအဲ့ဒီနောက်မှာတော့ကြောက်တုံးဖြစ်နေတဲ့မွေမင်းဟာအပြည့်ပြည့်အားလုံးကိုမွေမိဖုရားကိုပြောပြခဲ့တယ်
ရသေးကြီးဟာသူ့သားရဲ့တိတ်ဆုံးမှုကိုမြင်ပြီးဘာမှမစင်စားမတွေးတော့ပဲငါ့ကိုအပြစ်တင်ခဲ့တယ်။သူ့ရဲ့ချိန်စာကြောင့်ငါဒီကြောက်တုံးမှာအကျဉ်းချနေခဲ့တာပဲ။အဲ့ဒီချိန်ကစပြီးလှုပ်ရှားလို့လည်းမရ။ငါရဲ့မူလပုံစံကိုလည်းပြင်မရတော့ဘူး။မဟုတ်ဘူးဒါမတရားဘူး။အရှင်ကအပြစ်မရှိဘဲနဲ့ပြစ်ဒဏ်ကိုခံစားနေရတာ။ကျွန်တော်မျိုးမှချိန်ဆိုရဲအရှင်ဘယ်ဘရင်ကြောင့်ဒီလိုအဖြစ်ဆိုမျိုးဖြစ်ခဲ့ရတာလဲ။အရှင်ကိုကျွန်တော်မျိုးမှနဲ့ဒီလောက်နှစ်ပေါင်းများစွာဝေးကွာအောင်ဘယ်သူလုပ်ခဲ့တာလဲကျွန်တော်မျိုးမှသူ့စီကနေဒီအပြစ်တွေလက်စားချေရမယ်အဲ့ဒီလိုနဲ့နန်းတော်အတွင်းမှာတော့မထင်မှတ်ထားတဲ့အရာတွေဖြစ်နေကြတယ်မင်းသားလေးဟာအိယာပေါ်မှာတတိလစ်နေပြီးမျက်လုံးတွေမှိတ်ထားကနှကန်းကနေအမြုပ်တွေထွက်နေခဲ့တယ်အဲ့ဒီချိန်မှာပဲဘရင်ကြီးဟာစိုးရိမ်တကြီးနဲ့အမိန့်ပေးလိုက်တယ်အမြန်သွားကြစမ်းတမားတော်ကြီးနဲ့ဆေးကြတွေကိုအမြန်ဆုံးခေါ်ခဲ့ကြငါသားရဲ့အသက်ကိုဘလို့မှအဆုံးရှုံးမခံနိုင်ဘူးခဏအကြာမှာတော့တမားတော်ကြီးနဲ့ဆေးစရာတွေရောက်လာကြတယ်။သူတို့ဟာမင်းသားလေးရဲ့သွေးကုန်တော်ကိုစမ်းသပ်ပြီးတော့ဆေးဝါးတွေနဲ့ကုသဖို့ကြိုးစားကြပေမဲ့အချင်းကြီးပဲဖြစ်ခဲ့တယ်။နောက်ဆုံးမှာတော့အကြီးဆုံးတမားတော်ကြီးကလေးလံနဲ့အတန်နဲ့ပြောလိုက်တယ်။အရှင်မင်းမြတ်ဒါဟာတာမန်ယောဂမဟုတ်ပါဘူးဖေ။မင်းသားလေးကိုအစိတ်ပြင်းနဲ့မွေတကောင်ကိုက်သွားတာပါ။အခုဆိုရင်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်တွေပြန့်နှံ့နေပါပြီ။အခုသူ့ကိုကယ်တင်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးအရှင်မင်းမြတ်ဒီစကားကိုကြားလိုက်တာနဲ့နန်းတော်တစ်ခုလုံးဟာငိုကြွေးတန်တွေနဲ့ပြည့်နှက်သွားခဲ့တယ်ဘရင်ရဲ့နှလုံးသားဟာလည်းအစိမ့်စိမ့်အမှောင်မှာကွဲချေသွားသလိုခံစားလိုက်ရတယ်မဟုတ်ဘူးဒါမဖြစ်နိုင်ဘူးအိုးဖျားသခင်ဒါဘလို့မတရားမှုမျိုးလဲကျွန်တော်မျိုးဘဝရဲ့အားကိုးရာဖြစ်တဲ့သူမှကျွန်တော်မျိုးစီကနေဆွဲယူသွားရသလားအသက်ကိုပဲယူချင်ရင်ကျွန်တော်မျိုးရဲ့အသက်ကိုပဲယူလိုက်ပါကျွန်တော်မျိုးရဲ့အပြစ်မဲ့တဲ့သားတွေမှာဘာအပြစ်ရှိလို့လဲအဲ့ဒီအချိန်မှာပဲရုတ်တရက်နန်းတော်ရဲ့တကားကနေစစ်သည်တအိုးအမောတကောပြေးဝင်လာခဲ့တယ်။အရှင်မင်းမြတ်အပြင်မှာတကိုးကြီးရဲ့ရသေးကြီးတစ်ပါးရောက်ရှိနေပါတယ်ဖေ။သူကမင်းသားလေးရဲ့တိတ်ဆုံးမှုအကြောင်းရင်းကိုလည်းသိတယ်လို့လည်းပြောပါတယ်ဖေ။ရသေးကြီးကိုအတဲကိုအမြန်ပင့်ဆောင်ခဲ့။တကယ်လို့ငါသားရဲ့တိတ်ဆုံးမှုလျှို့ဝှက်ချက်ကိုသူသိရဲဆိုရင်ငါဘလို့နည်းနဲ့မဆိုအမှန်တရားကိုသိကျင်တယ်။အဲ့ဒီလိုနဲ့နန်းတော်အတွင်းမှာတော့တိတ်ဆိတ်ငြိမ်သက်သွားပြီးအားလုံးရဲ့အမြင်အာရုံဟာတကားဝစီကိုရောက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရသေးကြီးဟာတဖြည်းဖြည်းဝင်ရောက်လာခဲ့တယ်။သူကမင်းသားလေးကိုကြည့်ရှုပြီးတော့တပြင်းရှည်တစ်ချက်ချကပြောလိုက်တယ်။ဘရင်မင်းမြတ်ဒါတနေ့နေ့မှာဖြစ်လာရမယ်ကိစ္စတစ်ခုပါပဲ။အရှင်ရသေးကြီးအရှင်ဘာကြောင့်ဒီလိုမျိုးပြောနေကြရလဲ။အခုကျွန်တော်မျိုးရဲ့သားကတေလူမျိုးပါဖြစ်နေပါပြီ။အရှင်ကဒါဟာဖြစ်တဲ့ကိစ္စလို့ပြောနေရလား။အတိတ်ဘက်ကိုရှင်းလင်းစွာမှင်ကြားတော်မူပါဒါဟာတိုက်ဆိုင်မှုမဟုတ်ဘူးဘရင်မင်းမြတ်ဒါဟာမွေမတကောင်ရဲ့လက်စားချခြင်းပဲမွေဟုတ်လားဘလို့လက်စားချခြင်းမျိုးလဲတင်မှတ်မိသေးလားဘရင်မင်းမြတ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအရှင်ရဲ့လက်နဲ့အပြစ်မဲ့သူတဦးရဲ့အသက်သေဆုံးခဲ့တယ်အဲ့ဒီချိန်မှာပဲအရှင်ကိုကယ်တင်ဖို့အတွက်အဲ့ဒီနေရာကနေထွက်ပြေးခဲ့တယ်ဘာအပြစ်မှမရှိတဲ့မွေကိုအရှင်ကချိန်စာတဲ့နဲ့တည်ခြင်းတရားစီကိုပို့ဆောင်ခဲ့တယ်ဘာလို့ဆိုလိုတာလဲအရှင်ရဲ့တည်စီမွေရဲ့ကြောက်တုံးရဲ့ကျွန်တော်မျိုးဘာမှနားမလဲပါဘူးဖေ။ဘရင်မင်းမြတ်မြေကမ်းနားမှာအရှင်လည်းနဲ့အသက်ဆုံးရှုံးခဲ့ရတယ်။ရသေးငယ်ရဲ့ဖခင်ဖြစ်သူဟာအဲ့ဒီမွေကိုတွေ့ရှိခဲ့ပြီးအဲ့ဒီမွေကိုကြောက်တုံးဖြစ်စေဆိုတဲ့ချိန်စာတိုက်ခဲ့တယ်။အဲ့ဒီမွေဟာဒီနေ့ထိတိုင်ကြောက်တုံးဘဝနဲ့သူကျူးလွန်ခြင်းမရှိတဲ့အပြစ်တွေအပြစ်ဒဏ်ကိုခံစားနေရတယ်။အဲ့ဒီအချိန်မှာတော့ဘရင်ရဲ့မျက်နှာမှာချွေးတွေစိုးတက်လာပြီးသူ့ရဲ့မျက်လုံးတွေထဲမှာအပြည့်ရှိတဲ့စိတ်တွေပြည့်နှက်လာခဲ့တယ်။ဒါဆိုရင်ဒါအဲ့ဒီမွေရဲ့ဟုတ်တယ်ဘရင်မင်းမြတ်အရှင်သားတော်ကိုကြိုက်သွားတဲ့အစိတ်ဟာအဲ့ဒီအပြစ်မဲ့တဲ့မွေရဲ့ဇနီးဖြစ်သူမွေမရဲ့လက်စားချေခြင်းပဲ။သူကအရှင်သားတော်ကိုကြိုက်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့အရှင်ကြောင့်သူ့ရဲ့ခင်မိုးဟာစိန်စာနဲ့အဆက်တကွယ်ဖြစ်ခဲ့ရလို့ပဲ။အဲ့လိုနဲ့ဘရင်ရဲ့ခြေထောက်အောက်ကမြေကြီးဟာပြိုကျသွားတယ်လို့ခံစားလိုက်ရတာပေါ့။အိုးဖယားသခင်ငါဒီလောက်ကြီးမားတဲ့အမားကိုကျူးလွန်ခဲ့မိရလားငါသားငါရဲ့အပြစ်တွေအပြစ်ဒဏ်ကိုခံစားနေရတာပဲဘရင်မင်းမြတ်အကယ်၍အရှင်သားတော်ကိုကဲ့ခြင်းနေဆိုရင်အရှင်ကိုယ်တိုင်အဲ့ဒီမွေမစီသွားပြီးခွင့်လွတ်တောင်းပန်ရမယ်အရှင်ကြောင့်အပြစ်မရှိပဲစိန်စာတိုက်ခံစေခဲ့တဲ့သူ့ရဲ့ခင်မိုးဟာအခုထိတိုင်အရှင်စီဟာတရားမျှတမှုကိုတောင်းဆိုနေခဲ့တယ်ကဲအခုပဲသွားပါအရှင်မြင့်မြတ်အဲ့ဒီခါကျမှမင်းသားရဲ့အသက်ကိုကဲ့တင်နိုင်မှာပါအဲ့လိုနဲ့ဘရင်ဟာတောနယ်ကြီးရဲ့ကို
စစ်တီရော်ရီမပါဘဲငွေမောက်ကိုရှာဖွေဖို့ထွက်ခွာသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘရင်ဟာအဲ့ဒီရှေးအောင်မြေကန်နာကိုရောက်ရှိသွားခဲ့တယ်။အဲ့ဒီမြေကန်နာမှာတော့ကြီးမာတဲ့အနဲ့ရောင်မွေးကြောက်တုံးတုံးရှိနေပြီးအဲ့ဒီကြောက်တုံးရှိမှာငွေမဟာရက်နေခဲ့တယ်။နောက်ဆုံးတော့ရောက်လာပြီကိုဘရင်မြင့်မြတ်အခုတော့တင်ဘလို့အပြစ်မျိုးခံစားနေရပြီလေ။အခုကဘာဖြစ်လို့ဒီကိုရောက်လာတာလဲ။နောက်ထပ်အပြစ်မဲ့သူတယောက်ကိုတတ်ဖို့လာတာလား။မွေးမိပြီဟာကျွန်တော်မျိုးအလွန်ကြီးမားတဲ့အမှားကိုကျိုးလွန်ခဲ့မိကြောင်းဝန်ခံပါတယ်။အရှိရဲ့ခင်မိုးဟာအပြစ်ကင်းစင်ခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်မျိုးဟာအကြောက်ရွံ့ခြင်းနဲ့အာနာမမောခြင်းကြောင့်သူ့ကိုအပြစ်တင်ခဲ့ပြီးကြောက်ရွံ့စွာထွက်ပြေးခဲ့ပါတယ်။ဒီနေ့အဲ့ဒီအပြစ်ရဲ့အပြစ်ဒဏ်ကိုကျွန်တော်မျိုးရဲ့သားတော်လေးကခံစားနေရပါတယ်။အဲ့ဒီလိုနဲ့ဘရင်ဟာငိုကြွေးရင်းနဲ့ကြောက်တုံးရှိမှဒူးထောင်လဲကျသွားခဲ့တယ်။အိုးမွေးမင်းကျွန်တော်မျိုးဟာအရှိရဲ့တရက်ခံပါကျွန်တော်မျိုးရဲ့သားတော်လေးမှာဘာပြစ်မှမရှိပါဘူးအပြစ်ဒဏ်ပေးခြင်းရင်ကျွန်တော်မျိုးရဲ့အသက်ကိုယူလိုက်ပါဒါပေမဲ့ကျွန်တော်မျိုးရဲ့သားကိုတော့အသက်ချမ်းသာပေးတော်မူပါအဲ့လိုနဲ့ဘရင်ရဲ့နှုတ်ကနေတောင်းပန်တဲ့စကားထွက်ပေါ်လာတာနဲ့ကြောက်တုံးကနေတောက်ပါတဲ့အလင်းရောင်တွေထွက်ပေါ်လာပြီးတဖြည်းဖြည်းမွေးမရသူ့ရဲ့မူလပုံစံဖြစ်ပြန်လည်ရောက်ရှိလာခဲ့တယ်။အိုးဘရင်မင်းမြတ်နောက်ဆုံးတော့တင်းရဲ့အပြစ်ကိုဝန်ခံခဲ့ပြီပဲဒါဟာငါရဲ့ကျင့်စာကိုဖြည့်ပြောင်းနိုင်တဲ့နည်းလမ်းပဲတကယ်တော့တင်းရဲ့ဝန်ခံမှုဟာကျွန်တော်မျိုးရဲ့ကျင့်စာကိုအဆုံးသတ်စေခဲ့ပါတယ်အခုကျွန်တော်မျိုးရဲ့ဝိညာဉ်လွတ်မြောက်သွားခဲ့ပါပြီကျွန်တော်မျိုးလက်စားချေလို့စိမရှိခဲ့ပါဘူးတရားမျှတမှုကိုသာတောင်းဆိုခဲ့တာပါမိဖုရားဘရင်မင်းမြတ်ဟာအမှားကျူးလွန်ခဲ့တယ်ဒါပေမဲ့အခုသူလည်းနောင်တရနေပါပြီအမှန်တရားကတော့လက်စားချေခြင်းနဲ့လက်စားချေခြင်းကိုအဆုံးမသတ်နိုင်ပါဘူးမိဖုရားအခုတော့ငါလည်းကျင့်စာကနေလွတ်မြောက်သွားခဲ့ပြီအခုသင်သူ့ရဲ့သားတော်ကိုအသက်ပြန်ရှင်ပေးလိုက်ပါအရှင်ဒါပေမဲ့ကျွန်တော်မျိုးမရဲ့နာကျင်ရဲ့နှလုံးသားဘယ်လိုလုပ်ရမလဲပြီးတော့ကျွန်တော်မျိုးမရဲ့အထီးကျန်မှုကရောဘယ်လိုလုပ်ရမလဲအရှင်မွေးမိပြီဟာကျွန်တော်မျိုးကိုခွင့်လွှတ်တော်မူပါကျွန်တော်မျိုးဂတိပေးပါတယ်နောက်ဘတော့မှအပြစ်မဲ့သူတအုပ်ကိုကျွန်တော်မျိုးရဲ့မာနကြောင့်ဒုက္ခမပေးတော့ပါဘူးအဲ့ဒီအချိန်မှာပဲဘရင်ရဲ့နှုတ်ကနေထွက်ပေါ်လာတဲ့နောင်တစကားတန်ဟာမွေမရဲ့နှလုံးသားတွေကမိတောက်ကိုခဏတာနှိမ့်သက်လိုက်တယ်ကျွန်တော်မျိုးမဒီလက်စားချေခြင်းကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မျိုးမရဲ့အရှင်သခင်မရှိပဲကျွန်တော်မျိုးမရဲ့ဘဝကအတိတ်ပဲမရှိလို့ပါပဲအခုကျွန်တော်မျိုးမအရှင်သခင်ရဲ့ဆန္ဒကိုသာဖြည့်ဆည်းပေးခြင်းပါတယ်အဲ့လိုနဲ့နန်းတော်မှာတော့မင်းသားလေးရဲ့ခန္ဓာကိုယ်ဟာမွေစိတ်ကြောင့်ပြနှန်းနေခဲ့တယ်အဲ့ဒီအချိန်မှာပဲမိဖုရားကြီးဟာသူ့ရဲ့အသက်ရှူတန်တွေတဖြည်းဖြည်းတိုးလာတာကိုမြင်တွေ့ရင်လည်းငိုကြွေးနေခဲ့တာပေါ့အဲ့ဒီအချိန်မှာပဲအခန်းထဲကိုမွေးမိဖုရားဝင်ရောက်လာခဲ့တယ်သူကငါတို့သားတော်ကိုကြိုက်သွားတဲ့မွေးမပဲမဟုတ်ဘူးမိဖုရားဒါတွေအလုံးကငါလုပ်ခဲ့တဲ့အပြစ်တွေရဲ့အကျိုးဆက်ပဲအဲ့ဒီမွေးမကပဲငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲဒါကြောင့်သူ့ကိုဘာမှမပြောပါနဲ့အဲ့ဒီလိုနဲ့မွေးမိဖုရားဟာတဖြည်းဖြည်းမင်းသားလေးအနာကိုချင်းကပ်သွားခဲ့တယ်ပြီးတော့သူဟာသူ့ရဲ့မွေပုံစံနဲ့အစိတ်ကိုဆင့်ခေါ်ပြီးနောက်ပါးစပ်နဲ့အစိတ်အလုံးကိုစုပ်ယူလိုက်တယ်။အဲ့ဒီအချိန်မှာပဲမင်းသားလေးရဲ့ပြာနှန်းရဲ့မျက်နှာဟာတဖြည်းဖြည်းပန်းရောင်တန်းလာပြီးသူ့ရဲ့အသက်ရှူတန်တွေကလည်းပုံမှန်ပြန်ဖြစ်လာခဲ့ပါတယ်။အရှင်မွေးမိဖုရားတင်းကကျွန်တော်မျိုးတို့ရဲ့အသက်ကယ်တင်ရှင်ဖြစ်လာခဲ့ပါပြီ။ကျွန်တော်မျိုးဟာတင်းရဲ့တရက်ခံပါ။ဒါပေမဲ့တင်းကကျွန်တော်မျိုးတို့အပေါ်ဂရုဏာထားခဲ့ပါတယ်။ဘုရင်မင်းမြတ်ကျွန်တော်မျိုးမကတင့်ကိုခွင့်လွှတ်လိုက်ပြီးတော့မထင်လိုက်ပါနဲ့ကျွန်တော်မျိုးမကကျွန်တော်မျိုးမရဲ့အရှင်သခင်စန္ဒကိုသာဖြည့်ဆည်းပေးခဲ့တာပါကျွန်တော်မျိုးမရဲ့လက်စားချေခြင်းဟာမပြီးဆုံးသေးပါဘူးတင်ဒီလောက်နှစ်ပေါင်းများစွာကျွန်တော်မျိုးမရဲ့အရှင်သခင်ကိုကျွန်တော်မျိုးမနဲ့ဝေးကွာအောင်လုပ်ခဲ့တယ်ဒါပေမဲ့ဒီနေ့ကျွန်တော်မျိုးမရဲ့အရှင်သခင်အသက်ရှင်လျက်ကျွန်တော်မျိုးမအနာမှာရှိနေခဲ့ပြီဒါကကျွန်တော်မျိုးမတွေလုံလောက်ပါပြီအဲ့လိုပြောပြီးတော့မွေးမိဖုရားဟာအဲ့ဒီနေရာကနေထွက်ခွာလာခဲ့ပါတယ်အဲ့ဒီအချိန်မှာတော့မင်းသားလေးဟာကျမ်းမာလာခဲ့တယ်။ပြီးတော့ဘရင်ရဲ့မာနဟာလည်းကြိုးကြည်သွားခဲ့တယ်။အဲ့ဒီနေရာစပြီးအလုံးနားလေသဘောပေါက်သွားတာကတော့အပြစ်ဟာဘလို့ပင်နဲ့ဆိုင်စေကမို့လူသားဟာမိမိကိုယ်တိုင်ဝန်ခံတဲ့အခါမှသာအဆုံးသတ်နိုင်တယ်ဆိုပါပါပဲ။ပရိသတ်များရှင်ဒီပုံမြင်လေးကနေကျမတို့ကိုပေးတဲ့သင်ခန်းစာကတော့လောဘနဲ့မာနဟာလူကိုမျက်စိကန်းစီပြီးတော့မတရားမှုကိုကျူးလွန်မိစေနိုင်တယ်ဆိုပါပါပဲ။ဘယင်မင်းမြတ်ရဲ့တက္ကနာတာလောဘစိတ်ကြောင့်အပြစ်မဲ့ပြည်သူတွေဒုက္ခရောက်ခဲ့ရပြီးနောက်ဆုံးမှာတော့သူကိုယ်တိုင်လည်းချစ်ရတဲ့သားတော်လေးကိုဆုံးရှုံးရမလို့ဖြစ်ခဲ့ကြတယ်။
ဒါပေမဲ့အမှန်တရားကိုရှင်းဆိုင်ပြီးရိုးသားစွာနောင်တရတဲ့အခါမှာတော့ခွဲလွတ်ခြင်းဆိုတဲ့တန်ဖိုးမဖြတ်နိုင်တဲ့အရာကိုပြန်လည်ရရှိခဲ့တယ်။ဒါကြောင့်ကျမတို့ရဲ့လုပ်ရတိုင်းဟာအကျိုးဆက်ကိုဆောင်ကျဉ်ပေးတတ်ပြီးစစ်မှန်တဲ့နောင်တနဲ့ဝန်ခံမှုကသာချိန်စာစိုးတွေကိုဖြေဖြောင်းနိုင်တဲ့တခုတည်းသောနည်းလမ်းဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒီပုံမြင်လေးကနေလေးနက်စွာနဲ့ဖော်ပြနေပါတယ်ရှင်။